အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟယ်ရီပါလုပ်ငန်း3တက်စီနဲ့အိမ်စီကမျိုးစုံရောင်းဝယ်နေတဲ့ SNS ကားဖိုင်းစီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရောင်းချပေးမယ့်ကားကတော့ Toyota Probox စီးတက်စီပဲဖြစ်ပါတယ်ကားလေးအကြောင်းမပြောခင်မှာကားရဲ့အတွင်းပြင် connection လေးကိုတစ်ချက်လောက်ကြည့်ကြည့်လိုက်ပါဒီကားလေးကဆိုရင် model မှာတော့2008ထွက်ပါတယ်။ engine power 1.5cc ကိုအသုံးပြုထားပါတယ်။2008ဖြစ်တဲ့အတွက် engine ကမှ name plate ပြမဲသွားပါပြီ။ grade ကတော့ DH grade ဖြစ်ပါတယ်။ကားကတော့လူချင်းမင်းတို့တွေ့တဲ့အတိုင်းခဲရောင်ပဲဖြစ်ပါတယ်။ကားအတွင်းပြင်ကိုတက်တက်ရဲထားပြီးတော့ကားအတိုက်ခိုက်အနာစာလုံးဝမရှိပါဘူး။ဒီကားလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းက925သိန်းကိုမှညှိနှိုင်းပြီးရောင်းချပေးမှာဖြစ်ပါတယ်။လူချင်းမင်းအနေနဲ့ဒီကားလေးနဲ့ပတ်သက်ပြီးသိရှိချင်တာရှင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3999988108ကို၎င်း399968336296ကို၎င်းဆက်သွယ်မိမြင်နိုင်ပါတယ်။ဒီချင်းမင်းတို့အနေနဲ့ကားကိုကြိုက်နေတဲ့ရင်လာကြည့်ပါစစ်ဆေးပါအဆင်ပြေမှဝယ်ယူပါအားလုံးကိုကျေးဇူးတင်ပါတယ်။